2024နှစ်ဝက်လောက်တော့ကျွန်တော် trading စလုပ်တယ်ပေါ့အဲ့တော့ကိုလုံးဝတည်ရမလားရင်းချမ်းသာတဲ့ကောင်ကြီးဖြစ်သွားမယ်ကားဝယ်စီပြောစရာကြီးလို့ထင်ခဲ့ရအသက်ကလည်းငယ်သေးတော့အရင်စိတ်ကူးရင်ဆန်တယ်ဒါပေမဲ့လုပ်ပြီးတော့မကြောက်ရှုံးတယ်ကြားထဲမှာ3လ4လလောက်နားတယ်နားပြီးပြန်လုပ်တယ်အခုကလုံးဝမလုပ်တာ6လလောက်ကြာသွားပြီဒါပေမဲ့ဒါကျွန်တော်ရဲ့ financial freedom ဖြစ်မယ်ကျွန်တော်ဒီကနေပြီးငွေအမြောက်များရှာနိုင်မယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကျွန်တော်ဆက်ပြီးတော့လုပ်မယ်ပေါ့ဆိုတော့ဒီမှာဒီနေ့ကြည့်အောင်ဒီနေ့မှာဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော် daily frame နဲ့ကြည့်ထားတာ daily frame နဲ့ဟိုမှာဒီကောင်ကဒီ market structure က daily frame နဲ့ကြည့် daily time frame နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်တေချာပေါက်ဒီမှာ breakdown ဖြစ်ပြီးတော့ဒီကောင် breakdown ဖြစ်ပြီးတော့တေချာပေါက်ဒီကောင်အောက်ကိုကျမှာပြီးတော့ဒီမှာ retracement ကပြန်ယူထားတယ်ဒါတော့ကျွန်တော်အမြင်ပေါ့မှားတာလည်းရှိရင်ရှိလိမ့်မယ်ဒီမှာ retracement တစ်ခါပြန်ယူထားတယ်ပြီးတော့ချင်းကျပြီးဒီမှာဒီနောက်မှာဒီဘက်ကဒါ daily time frame လည်းဖြစ်တယ်ပြီးတော့ဒီဘက်မှာဒီ resistance ဟုတ်ပါဘူး support ကအရင်အားကောင်းနေရပေါ့အားကောင်းနေလို့ဒီကောင်အထက်ကိုဆက်မကျသေးဘူးထင်တယ်ဒါပေမဲ့တေချာပေါ့ဒီကောင်ကဆက်ပြီးတော့ကျမယ်လို့ကျွန်တော်ထင်တယ်ပေါ့အများကြီးမကျရင်တော့ဒီကျွန်တော်ဒီအမဲအောင်ဒီ support line ကြီးကျမယ်လို့ထင်တယ်နောက်တစ်ခုကတော့ဒါအရင်အပတ်ကလောက်ခဲ့ရပေါ့ဒီမှာဒါပေမဲ့ရှုံးတယ်လောကခုနဒေါ်လာ100ထည့်တာအကုန်ပလုံးပဲဒီကောင်တော့ဒါဒီမိုမှာဝင်ထားတဲ့ဟာနောက်တစ်ခုကအခုလောဆယ်ဒီမိုမှာဝင်ထားတာဘာရှိလဲဆိုလို့ရှိရင်ဒီမှာဒီကောင်ဆိုလို့ရှိရင်လေမြင်ရလားတော့မသိဘူးဟိုကအတိုင်း frame နဲ့ပြနောက်ဆိုလို့ရှိရင်ဒီမှာဆွဲထားတာနည်းနည်းမြင်ရလားမသိဘူးဒီကောင်ဆိုလို့ရှိရင်ဗျာဒီမှာဒီမြင်းပေါ့ဒီမှာဒီကောင် break down ဖြစ်သွားတယ် break down ဖြစ်ပြီးတော့ဖောက်ကြလာပြီးတော့ဒီမှာနှစ်ခုရွေးစရာရှိတယ်ကျွန်တော်ဒါဘာမှဟိုမပါ resistance နဲ့ support နဲ့ပဲဆိုတော့အပေါ်မှာ AO က support ကိုဖောက်မယ်ဆိုလို့ရှိရင်နောက်မှာ retracement ကပြန်ယူမယ်အနားမှာကျွန်တော် entry ဝင်ပြီးတော့နောက်ထပ်ဒီ down trend ဟာကိုဆဲပြီးတော့အမြတ်ယူမယ်ဒါပေမဲ့ဒီကောင်ကလုံးဝဖောက်ဒီ support ကိုဖောက်မကြဘဲနဲ့အပေါ်ကိုပြန်တက်တာဖြစ်တယ်ဒီကောင် retracement တစ်ခါပြန်လာယူမယ်ဒီမှာလာယူတယ်ဒါပေမဲ့ဒါအရင်မြင့်လို့နေပေါ့ကျွန်တော်ဒီလောက်ပေါ့နော်ဒီလောက်ဆိုရင်တော့ကျွန်တော်ဝယ်မယ်ပေါ့အဲ့လိုဆိုသေးကြဒါပေမဲ့ရှုံးရတယ်ဆိုလို့ရှိရင်တော့အများကြီးကောင်းပါတယ်နောက်တစ်ခုကကြတော့ဒီဘက်ကဒါကြောင့်ကျွန်တော်ဒီမုံနဲ့ဝင်ထားတာဒါကြောင့်4 hour time frame နဲ့ time frame ဆွဲဒီကောင်ဆိုလို့ရှိရင်ကြည့်ရတာကောင်ဆိုလို့ရှိရင်ရှေ့ရဒီမှာဒီ support line ပေါ့နော် support line ဒီမှာလဲဒီမှာတစ်ချက်ထိတယ်နှစ်ချက်ထိတယ်ဒီမှာဒီကောင်လဲထိတော့ထိသွားရပေါ့အဲ့ဆိုဒီကောင်ဒီ line ကိုဆွဲထားဖြစ်တဲ့အတွက်ဒီ support ကိုဖောက်လို့ရှိရင်ခုနအတိုင်းပဲ support ကိုဖောက်လို့ရှိရင်ဒီလိုသွားမယ်လာမယ် bounce ယူမယ်ပြီးရင်ကျမယ်နောက်ကရှေ့မှာဖြစ်ခဲ့တဲ့ဒီ support line ကြီးကျအကယ်များသူတို့ကဒီမြင်းဒီ line ကိုအကယ်များဒီ support line ကိုမဖောက်ဘူးဆိုလို့ရှိရင်ဒီကောင်ပြန်ပြီးတော့ bounce ဖြစ်မယ်မဖောက်ဘူးပြန်တက်မယ်ပြီးရင် retracement တစ်ခါပြီးရင်ရှေ့မှာဖြစ်ခဲ့တဲ့ဒီ resistance line တွေကိုသွားမယ်ဆိုတော့ခုကတော့ဒီအကယ်များပေါ့ bounce ပြန်ဖြစ်မယ်ဆိုလို့ရှိရင်ဒီလို bounce ဖြစ်သွားမယ်ကျွန်တော်တို့ဒီ टी ကိုယူမယ် risk ကတော့ခုနကဒီ AOI ရဲ့အောက်နည်းနည်းပေါ့ကျေးဇူးပါ